လုံးနဲ့လိုက်ရအောင်ကြွကြပါဟာဘိုးဘဲရွာကအိုးစီဝိုင်းကဆူးလို့ညာလို့တို့ရွာကပြောပွဲကဘယ်မူးလဲနေကြတာတော့ကွာဟဲ့ရှင်လုံးနဲ့ထွက်ရအောင်လားဟာChore
ဆုံးကွန်းအောင်ကိုင်လို့ပြုံးသမကြီးကပန်းအောင်ကိုင်အိုဒီဝိုင်းကတင်လာတယ်မြင်းကြီးပေါ်မှာမောင်ရင်လောက်ရဲ့ရွှေကြီးလေးကိုဆောင်းတယ်တပိတ်တွေမလေးငယ်လာဆုံးကွန်းအောင်ကိုင်လို့ပြုံးမမကြီးကပန်းအောင်ကိုင်တို့ဘဝိုင်းကမြင်လာတယ်မြင်းကြီးပေါ်မှာမောင်ရင်လောက်ရဲ့ရွှေကြီးလေးကိုဆောင်းတယ်ဒါနမမေတယ်သမီးရဲ့ချောင်းစီမောင်းဒီလိုရဲ့ရလေးမျက်နှာကျွေးမွေးပြန်လေနိဗ္ဗာန်ပစ္စည်းဟောတူွယ်မင်္ဂလာရွှေဆိုင်ကြီးကပြောစီရရဲ့ပြောစီရရဲ့မန္တကြီးလေးတည်နေပြည့်စည်ရှိလာတဲ့လက်သိငြိမ်မို့လူကြတယ်ရသိငြိမ်မို့လူကြတယ်ရွာလူတမှုရဲ့တာရှင်မြူလူဝဲမဲမဲမဲသိနိုင်ရလို့ွယ်ဒီတပိတ်တွေမလေးငယ်လာလို့ကွန်းအောင်ကိုင်လို့ပြုမမကြီးကပန်းအောင်ကိုင်ဟိုဒီဝိုင်းကမြင်လာတယ်ရင်းကြီးပေါ်မှာမောင်ရင်လောက်ရွှေကြီးလေးကိုဆောင်းတယ်ကိုင်လို့ပြုံးမမကြီးကပန်းအောင်ကိုင်ဟိုဒီဝိုင်းကတင်လာတယ်မြင်းကြီးပေါ်မှာမောင်ရင်လောက်ရွှေကြီးလေးကိုဆောင်းတယ်တာရှင်မြူလူဝဲဝဲပီတိတွေကဲရင်နဲ့မဲနိဗ္ဗာန်ကိုရင်ဒါနမမေတယ်သမီးရဲ့ချောင်းစီမောင်းကြည့်လို့ရဲ့ရလေးမျက်နှာတွေ့မိပြန်တယ်
ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူကြီးဖြစ်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူကြီးဖြစ်လို့တိတ်ကိုပြော ယနေ့ရဝေးပြိတ်တဲ့ပေါင်းကိုအလူပေးရလို့ပြောတယ်နော် အကျွေးမွေးကလည်းဒီပြေလို့လာသမျှပြိတ္တကြည်နဲ့ကြလို့ပြောတယ်နော် ယနေ့ရဝေးပြိတ်တဲ့ပေါင်းကိုအလူပေးရလို့ပြောတယ်နော် အကျွေးမွေးကလည်းဒီပြေလို့လာသမျှပြိတ္တကြည်နဲ့ကြလို့ပြောတယ်နော် မိတ်ဆွေပေါင်းသိလူကြီးလူငယ်တွေတော့အားပေးကကူပြေကြလို့ပြောတယ်နော် ရှင်လောင်းလေးမှာကိုယ်လုံးကရသမီးများကနောက်မစီကလာလို့ပြောတယ်နော် မိတ်ဆွေပေါင်းသိလူကြီးလူငယ်တွေတော့အားပေးကကူပြေကြလို့ပြောတယ်နော် ရှင်လောင်းလေးမှာကိုယ်လုံးကရသမီးများကနောက်မစီကလာလို့ပြောတယ်နော် မတ်တဲ့ပြမလေးပိုင်သူဆိုင်လက်တဲ့အခမ်းပေးတာပြောတယ်နော် တိုင်းသူဆိုင်နဲ့တိုင်းသူမင်္ဂလာဆိုင်နဲ့အလူပေးရလို့ပြောတယ်နော် မတ်တဲ့ပြမလေးပိုင်သူဆိုင်လက်တဲ့အခမ်းပေးတာပြောတယ်နော် တိုင်းသူဆိုင်နဲ့တိုင်းသူမင်္ဂလာဆိုင်နဲ့အလူပေးရလို့ပြောတယ်နော် ဒါနပါရမီဒီသသူကြကလူပေးရလို့ပြောတယ်နော် နိဗ္ဗာန်ရောက်ဖို့စေတနာတွေကိုလည်းအလူကြီးဖြစ်လို့ပြောတယ်နော် ဒါနပါရမီဒီသသူကြကအလူပေးရလို့ပြောတယ်နော် နိဗ္ဗာန်ရောက်ဖို့စေတနာတွေကိုလည်းအလူကြီးဖြစ်လို့ပြောတယ်နော် ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူကြီးဖြစ်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူကြီးဖြစ်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူကြီးဖြစ်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူလေးရောက်လို့တိတ်ကိုပြော ပြောတယ်နော်ပြောတယ်နော်အလူကြီးဖြစ်လို့တိတ်ကိုပြော ယနေ့ရဝေးပြိတ်တဲ့ပေါင်းကိုအလူပေးရလို့ပြောတယ်နော် အကျွေးမွေးကလည်းဒီပြေလို့လာသမျှပြိတ္တကြည်နဲ့ကြလို့ပြောတယ်နော် ယနေ့ရဝေးပြိတ်တဲ့ပေါင်းကိုအလူပေးရလို့ပြောတယ်နော် အကျွေးမွေးကလည်းဒီပြေလို့လာသမျှပြိတ္တကြည်နဲ့ကြလို့ပြောတယ်နော် မိတ်ဆွေပေါင်းသိလူကြီးလူငယ်တွေရှင်လောင်းလေးတွေပြန်လာပြီဗျမန္တပေါက်ကကြိုကြသူရှင်လောင်းလေးတွေဝင်လာပြီဗျကခုံမြူလို့ပြောကြကြည့်မို့ရှင်လောင်းလေးတွေပြန်လာပြီဗျမန္တပေါက်ကကြိုကြသူရှင်လောင်းလေးတွေဝင်လာပြီဗျကခုံမြူလို့ပြောကြကြည့်မို့သမင်းပြေရုံတဲ့အရန်သိမှာဗျအမောပြေအပန်းပြေစားကြတော့ကြနာကြပါဗျသုံးဆောင်ကြပါဗျရှင်လောင်းလေးပြန်တန်းချမ်းစံကသာနီကိုတစ်ချင်းလေးခွင်
ကြွားကြွားကရခုံရပျော်ပျော်ပါပါရှင်လောင်းလေးဝင်စီလို့ချူမယ်ပြူရှင်လောင်းလေးတွေပြန်လာပြီဗျမန္တပေါက်ကချူကြသူရှင်လောင်းလေးတွေဝင်လာပြီဗျကာခုံမြူးလို့ပြောရကြည့်မို့ရှင်လောင်းလေးတွေပြန်လာပြီဗျမန္တပေါက်ကချူကြသူရှင်လောင်းလေးတွေဝင်လာပြီဗျကာခုံမြူးလို့ပြောရကြည့်မို့သမင်းပြေရုံတဲ့အရန်သိမှာဗျအမောပြေအပန်းပြေစားကြတော့ကျန်နာကြပါဗျသုံးဆောင်ကြပါဗျရှင်လောင်းလေးပြန်တန်းချင်စံကသာနီကိုတစ်ချင်းလေးဝင်ပြီးထားလို့မြူးမြူးကြွားကြွားကရခုံရပျော်ပျော်ပါပါရှင်လောင်းလေးဝင်စီလို့ချူမယ်ပြူဒီနေ့လူတွေအလူတကာအလူမတို့ရေပြောသလားပြောမြူသလားပြောပြောသလားပြောမြူသလားပြောချိုးတော်ပြုံးနေလာပါနေလို့ရွှေမုံမွေမုံရွာရွာရွာတစ်မျိုးလုံးတစ်နေ့လုံးချမ်းသာတော့မယ်ပြောရွှေမုံမွေမုံဒီရွာရွာရွာတစ်မျိုးလုံးတစ်နေ့လုံးချမ်းသာတော့မယ်ပြောစီစီကာကာအားလုံးအားလုံးစီလို့ကျစီလို့ကျရှင်လောင်းလေးပြန်တန်းချမ်းဆက်ကဇာနီကိုတစ်ချင်းလေးဝင်ပြီးထားလို့မြူးမြူးကြွားကြွားကရခုံရပျော်ပျော်ပါပါရှင်လောင်းလေးအဝင်စီလို့ကျူမယ်ပြူရှင်လောင်းလေးတွေဝင်လာပြီဗျကာခုံမြူးလို့ပြောကြကြည့်မို့ရှင်လောင်းလေးတွေပြန်လာပြီဗျမန္တပေါက်ကချူကြသူရှင်လောင်းလေးတွေဝင်လာပြီဗျကာခုံမြူးလို့ပြောကြကြည့်မို့သမင်းပြေရုံတဲ့အရန်သိမှာဗျအမောပြေအပန်းပြေစားကြတော့ကျန်နာကြပါဗျသုံးဆောင်ကြပါဗျရှင်လောင်းလေးပြန်တန်းချင်စံကသာနီကိုတစ်ချင်းလေးဝင်ပြီးထားလို့မြူးမြူးကြွားကြွားကရခုံရပျော်ပျော်ပါပါရှင်လောင်းလေးဝင်စီလို့ချူမယ်ပြူဒီနေ့လူတွေအလူတကာအလူမတို့ရေပြောသလားပြောမြူးသလားပြောပြောသလားပြောမြူးသလားပြောချိုးတော်ပြုံးနေလာပါနေလို့ရွှေမုံမွေမုံရွာရွာရွာတစ်မျိုးလုံးတစ်နေ့လုံးချမ်းသာတော့မယ်ပြောရွှေမုံမွေမုံဒီရွာရွာရွာတစ်မျိုးလုံးတစ်နေ့လုံးချမ်းသာတော့မယ်ပြောစီစီကာကာအားလုံးအားလုံးစီလို့ကျစီလို့ကျရှင်လောင်းလေးပြန်တန်းချမ်းဆက်ကဇာနီကိုတစ်ချင်းလေးဝင်ပြီးထားလို့မြူးမြူးကြွားကြွားကရခုံရပျော်ပျော်ပါပါရှင်လောင်းလေးအဝင်စီလို့ကျူမယ်ပြူ做大爷，对对那。
ချိုတာဤတီလွင်ကပြဲရွာလေးကလူပွဲကလက်တန်သားရွှေဆိုင်တို့ရဲ့အသက်အလှတကာကြီးလေးပြောနေတာအလူမကြီးလေးပြောနေတာ အလှတကာကြီးလေးပြောနေတာအလူမကြီးလေးပြောနေတာ ရဆွေရမျိုးအလုံးနဲ့ပြောလို့ပြောနေတာလေးလေးလေးအောင်ရင်ဆောင်ကြမှာစိတ်စီရနာကောင်းထုကေစီရနာလာလေလေအောင်မြေတော့ချမ်းမစိတ်စေတနာကောင်းထုကစေတနာ ချမရေချောင်းစီမောင်းတီလို့လူရပြတောင်းခီမတူလေးပါအငယ်လုံးကြွားဖို့ဖိတ်ဒီကိုတိတ်အောင်ကျွဲတဲ့လူပွဲပါဘလို့မတော့တော့ညာသူဆိုင်ဝိုင်းကပြောတယ်မိုးချတော့ပြန်တီးလိုက်ပါတဲ့ရွှေတို့တဲ့ဝင်ပြီးရချိုတာရဲ့တဲလွင်နာပြန်ရွာလေးကလူပွဲကလက်တန်သားတဲ့ရွှေဆိုင်တော်ရဲ့တဲ့ နော်လက်တို့ညလူဆိုင်ဝိုင်းကပြောတယ်မိုးရချိုးလို့ပြန်တီးလိုက်ပါလေရွှေတို့တဲ့လွင်မီရချိုတာဤတီလွင်ကပြဲရွာလေးကလူပွဲကလက်တန်သားရွှေဆိုင်တို့ရဲ့အသက်အလှတကာကြီးလေးပြောနေတာ အလူမကြီးလေးပြောနေတာ အလှတကာကြီးလေးပြောနေတာ အလူမကြီးလေးပြောနေတာ ရဆွေရမျိုးအလုံးနဲ့ပြောလို့ပြောနေတာလေးလေးလေးအောင်ရင်ဆောင်ကြမှာစိတ်စီရနာကောင်းထုကေစီရနာ လာလေလေအောင်မြေတော့ချမ်းမစိတ်စေတနာကောင်းထုကစေတနာ ချမရေချောင်းစီမောင်းတီလို့လူရပြတောင်းခီမတူလေးပါအငယ်လုံးကြွားဖို့ဖိတ်ဒီကိုတိတ်အောင်ကျွဲတဲ့လူပွဲပါစံချတော်မေမိဘတော်ဝတ္တရားရှိသည့်တိုင်ဒီကနေ့အောင်မြင်ပါပြီရှင်ပီတိပြောင်းနေချရဲ့မျက်ရည်တာတိ
ရင်ရှစ်ခုရတော့မယ်ကွယ်အလူတကားကြီးစံချသွားရပါစို့ကွယ်စံချသွားရပါစို့ကွယ်တပိတ်ကလေးလွယ်ပြီးစွမ်းခံထွက်တဲ့ချိန်လေးကိုအမေ
သိဝေဝမှာသိဝေဝကမင်းရဲ့လေးတရားကြောင့်တင်ငန်းသိဝေဝမှာတာယဟန်ရှိလောသိဝေမှာပြည့်စဲဆရာတော်များကပစည်းဖြစ်မဲ့မိသားယဟန်တော်လိုက်နာရမယ်ယဟန်တော်ကျင့်ဖို့ဘုံဝါရကထာဟောကြားသံအမေလေးကြားတော်သေဝေဝမှာသေဝေဝကအမေမြည်နေဆိုရင်ဝင်ပိုက်ကမွေးကြရလို့အမေရင်ထဲမှာအမြဲပင်ကလေးလို့တန်လူရောဖြစ်ပေမဲ့အမေလေးမကွဲရနိုင်ဘူးလောကချေသေးဘဝချေဝေအရွယ်ရောက်ပြီမို့ရဟန်းမောင်ဝင်းသူသွင်းမို့လို့အဘေတကားပိတ်တဲ့ရဟန်းတကားဖြစ်ရဤကွယ်ဝမ်းသာမျက်ရည်